ဒီလိုအားလုံးမြင်ကြပါဟိဖို့ကကျူလိုက်ပါတယ်ကျွန်တော်ဒီမင်းညောင်းတာဗယ်လီကာလုံနဲ့အဆင်ပြေဖြစ်သွားတယ်အဲ့တော့ကျွန်တော်ဒီလာမဲ့ဟို PSG နဲ့ Arsenal ကိုလူပွဲဖြစ်ပါတယ်အဲ့ပွဲတော့ကျွန်တော်ရွေးချက်ပြီးတော့ဖြစ်ပါတယ်နော်ပထမကျွန်တော်ပုံမှန်တော့ဒါတခြားတစ်စတိုင်လိုပဲကျွန်တော်ဒီပွဲရောက်မှာနော်ဒါပေမဲ့ကျွန်တော်အဲ့ပွဲတော့ကျွန်တော်ဒါရွေးချက်ပြီးတော့ဖြစ်ပါတယ်ရွေးချက်ပြီးမဲ့အချိန်ကတော့ကျွန်တော်အဲ့နေ့ဒီနေ့လေကင်းလောက်မှာရွေးချက်ပြီးတော့ဖြစ်ပါတယ်နော်အားကြောင့်မလို့ကျွန်တော်ဒီ channel လေးကို subscribe လုပ်ရသေးလို့ရှိရင် subscribe လုပ်လိုက်ဖို့လည်းပြောချင်ပါတယ်ကျွန်တော် channel ကတော့ဘုံမခံမှတ်ချက်3ချက်တွေကိုနေ့စဉ်နေ့ဆက်ပေးတဲ့ channel ဖြစ်ပါတယ်လာမဲ့ဒီကပတ်ဖလားပွဲတွေလည်းကျွန်တော်ရွေးချက်ပြီးတော့ဖြစ်ပါတယ်နော်အဲ့မှာဆိုကျွန်တော် channel လေးကို subscribe လုပ်ရသေးလို့ရှိရင် subscribe လုပ်လိုက်ဖို့လည်းပြောချင်ပါတယ်ကျွန်တော်ဒီတိဆက်ပေးခြင်းတဲ့အကြောင်းအရာတွေကတော့ PSG နဲ့ Arsenal ဒီ Champions League ဘူလူပွဲပေါ့နော်လူတိုင်းစိတ်ဝင်စားမဲ့ပွဲတစ်ပွဲကိုပုံမှာကျွန်တော်လက်ရှိပေါက်နေတဲ့စတဲ့ဈေးပေါ့နော်လက်ရှိပေါက်ကြီးလေးကိုကျွန်တော်တွက်ပြပေးခြင်းပါတယ်ဒီကြီးကိုတွက်ပြပေးမယ်ဆိုရင်တချို့မသိသေးတဲ့လူတွေမကြည့်တတ်တဲ့လူတွေပေါ့နော်ဘယ်နေရာကြည့်ရမယ်ဘယ်နေရာကြည့်ရမယ်မသိတဲ့လူတွေအတွက်အဆင်ပြေမယ်ကြိုတင်စဉ်းစားလို့ရမယ်လို့ကျွန်တော်အနေနဲ့ယူဆရတဲ့အတွက်ဒါစတဲ့ဈေးလေးကိုစတင်ပြောခြင်းဖြစ်ပါတယ်ခင်ဗျာနော်စတဲ့ဈေးတော့ဒါလောစင်မှာ level 30ရှုံးပေါက်နေပါတယ်နော် PSG ကပေါက်တာဖြစ်ပါတယ်ကျွန်တော်လွန်ခဲ့တဲ့ဒီ developer ကြည့်တာတော့ level 50လောက်ပေါက်တယ်ပေါ့နော် PSG က level 50 40နဲ့50နဲ့50 40ဝင်းရင်မရှိပါဘူးအခုကတော့ဒါ level 30ဖြစ်ပါတယ်နော်ဘုံဘုံသေးကတော့2-80ဖြစ်ပါတယ်နော်2-80ဖြစ်ပါတယ်ဒါ PSG နဲ့ Arsenal ပွဲမှာဒါ PSG ရဲ့ဘုံဘုံသေးတော့မဟုတ်ဘူးဒါပေမဲ့ဒါ PSG Arsenal ဘုံဘုံသေးဖြစ်နေတဲ့အတွက်ဒါဈေးမှန်ကန်ပါတယ်နော်ဒီနှစ်သင်းရဲ့ဒါထိရတွေ့ဆုံမှုကတော့ဒါနှစ်ပွဲနိုင်နဲ့နှစ်ပွဲသေးနှစ်ပွဲရှုံးထားတာမျိုးမျှတမှုရှိနေပါတယ်နောက်ဆုံးတွေ့ဆုံမှုကတော့ဒါပြီးခဲ့တဲ့နှစ်ချန်ပီယံလိဆီမီဖိုင်နယ်မှာတွေ့ရဖြစ်ပါတယ်နော်ပြီးခဲ့တဲ့နှစ် PSG လက်ရှိချန်ပီယံဖြစ်တဲ့အချိန်မှာPSG ကတော့ဒါလီဗာပူးကို16သိန်းမှာနိုင်တယ်ပြီးတော့အက်စတွန်ဗီလာကိုကွာတာဖိုင်နယ်မှာနိုင်တယ်ပြီးရင်ဆီမီဖိုင်နယ်မှာတို့အာဆင်နယ်ကိုအနိုင်ရရှိခဲ့တာဖြစ်ပါတယ်နော်အာဆင်နယ်ကပြီးခဲ့တဲ့နှစ်ကဒါကွာတာဖိုင်နယ်မှာရီယယ်မက်ဒရစ်ကိုအနိုင်ရရှိခဲ့ပြီးတော့ဆီမီဖိုင်နယ်မှာ PSG ကိုရှုံးနေခဲ့တာဖြစ်တယ်ပေါ့နော်အဲ့ဒီ PSG ရဲ့အိမ်မှာတော့ဆိုရင်ဒါ 2-1 နဲ့အာဆင်နယ်ရှုံးခဲ့တာဖြစ်တယ်ပေါ့နော်အဲ့ဒီအချိန်မှာတော့ဒါတေရှုံးတော့ပေါက်ပြီးတော့ level 90လောက်ပေါက်ပြီးတော့ဒါ2-1နဲ့နိုင်ခဲ့တာအဲ့ပွဲမှာတော့ကျွန်တော် PSG က ball position တော့46ရာခိုင်နှုန်းနဲ့ Arsenal က54ရာခိုင်နှုန်းရှိခဲ့တာဖြစ်တယ်ပေါ့နော်အဲ့ပွဲမှာတော့ကျွန်တော် Arsenal ကို short တွက်လို့တော့မရဘူးပေါ့နော်ဘာလို့ဆိုဂိုးပေါက်ကံမှုက19ကျင်အောင်ရှိခဲ့တယ်ဂိုးသားနေတော်တော်လေးကောက်ွယ်လိုက်ရတွေ့ရပါတယ်နော်အဲ့ပွဲမှာဒါ PSG ကဒါ penalty ပြစ်တယ်မို့တစ်ချိန်ရခဲ့ပါတယ်နော် Vitinha အနေနဲ့ကံမှုကိုဂိုးသားဂျာရာကကောက်ခဲ့ခဲ့တာဖြစ်ပါတယ်နော်ဒီပွဲကိုကျွန်တော်အနေနဲ့စတွေးချင်မှာတော့ဒါ PSG နဲ့ Arsenal ဆိုတာ PSG က PSG နိုင်မှုများတယ်ပေါ့ဘာလို့ဆို PSG က ball position တာတယ်ကစားကွက် timing အားကောင်းတယ်အဆုံးသက် quality အားကောင်းတယ်ပေါ့နော်တို့ဒါ Hakimi Mendes fullback တွေအရင်အားကောင်းပြီးအတက်ဆင်းမြန်တယ် Varaskelia ခြေစွမ်းပြနေတယ်ပြီး design တူခြေစွမ်းပြနေတယ် Dembele ကလည်းဘိုးသင်ကောင်းနေတယ်ဆိုတော့တွင်းလျာ Vitinha Neves နဲ့ Fabian Ruiz တို့ဒါ Zaire Emery တို့ကခြေစွမ်းပြနေတဲ့အတွက်ဒါ PSG အစောပိုင်းမှာတာလို့ကျွန်တော်ထင်ခဲ့တယ်ပေါ့နော်လူဝိုင်းလည်းတွေးနေပါတယ်ဒါပေမဲ့ကျွန်တော်ပြန်ကြည့်တဲ့အချိန်မှာ Arsenal နဲ့မနစ်က PSG ရဲ့အိမ်ဝင်းမှာ2-1ဆိုတဲ့ result မျိုးကန်ခဲ့တယ်ပေါ့နော်ဘတ်အိုဆာကာအခွင့်အရေးရပြီမိုးကိုထောင်ကန်ခဲ့ပြီး2-2မဖြစ်ခဲ့တာပေါ့နော်အဲ့လိုမျိုးPSG ရေကြီးွားရဲ့အခိုက်အတန့်ရှိခဲ့ဘူးတဲ့ပုံစံရမှာဆိုရင်ဒီဂျာဝင်ကန်တဲ့အနေအထားမျိုးမှာ PSG မှာလည်းအခွင့်အရေး50ရှိသူ Arsenal မှာလည်း50ရှိရလို့ကျွန်တော်သုံးသပ်မိတယ်ပြီးရင်ထဲတွေ့ဆုံမှုတွေကလည်းဒါသိကွာခြားမှုရှိမလို့ပေါ့နော်အဲ့လိုအချိန်တွေကကြည့်ကြအောင်ဒီနေ့မှာဒါ Arsenal တို့ short တက်လို့မရဘူးလို့ပြောလို့ရပါတယ် PSG ကတော့ဒါ high pressing အားကောင်းတယ်တိုက်စစ်ကစားမှုအားကောင်းပြီးတော့เนาะတောင်မနေအလုပ်လုပ်တယ် fullback တွေအလုပ်လုပ်တယ် Arsenal ကတော့အဓိကသူ့ရဲ့အဓိကဒီနေ့လက်နက်ကတော့ဒါနောက်တန်းဖြစ်တယ်ပေါ့နော်နောက်တန်းတွေအရင်အားကောင်းတဲ့အတွက်ပရီးမီးယားလိဂ်မှာလည်းဒါပေးဖို့သိမရှိပဲနဲ့နိုင်ပွဲတွေအများကြီးရယူခဲ့တဲ့အသင်းပေါ့ဒီဂိုးတွေအောင်အများကြီးသွင်းနေတဲ့တိုက်မျိုးမဟုတ်ပေမဲ့ခန့်စစ်ကတကယ်ချစ်လက်ဒီစလီဘာနဲ့ဂါဘရီယယ်ကိုခြေစွမ်းပြနေခြင်းเนาะဂိုးမဂျာရော်လည်းလက်စွမ်းတည်ခြင်းမှုရှိတယ်ကွန်းလင်ကဒီကွန်ရိုက်စ်ကလည်းကိုယ့်အသင်းဘောလုံးဆုံးရှုံးနေတဲ့အချိန်နိုင်နေတဲ့အချိန်မှာဒါနောက်တန်းကြီးစင်းကူနိုင်တဲ့စွမ်းရည်မျိုးရှိတယ်ဝမ်ဟမ်းမာရပေါ့နော်အဲ့လို quality မျိုးကိုပိုင်ဆိုင်ထားတဲ့ Arsenal ကလည်းကျွန်တော်အရင်အားတာတယ်နော်ဆိုပြီးမှဒီနဲ့ Declan Rice ရဲ့ twin lane ကလည်းတကယ်ကိုအားကောင်းနေတဲ့အတွက်ဒီပွဲကတကယ်ကို PSG တို့လည်းလွယ်မဲ့ပွဲတွေလို့မဟုတ်ဘူးနော်အဲ့တော့ကျွန်တော်အရှိပြောခဲ့သလိုပဲ PSG ဘာကြောင့်လူကြိုက်များနေလဲဆိုတော့ဒီကစားကွက် timing တွေအားကောင်းတယ် fullback တွေအားကောင်းတယ်တိုက်စစ်ကခြေစွမ်းပြနေတယ်တကယ်ကိုကမ္ဘာအဆင့်ဖြစ်နေတဲ့အတွက်PSG လောစင်မှာကျွန်တော်လူကြိုက်များနေတယ်ပေါ့နော်အဲ့တော့ဒီ PSG နဲ့ Arsenal မှာလောစင်မှာကျွန်တော်ဒီနေ့မှာလူကြိုက်ဘယ်သိမ်းများနေလို့ကျွန်တော်လိုက်လေးလာပေါ့လိုက်လေးလာတဲ့အချိန်မှာကျွန်တော် AI Sports ဆိုတဲ့ software ကိုကြည့်အောင်လူပေါင်း9000ပေါ့နော်9000 sorry 9000ပါ9000ရဲ့ voting page ရဆိုရင်ဒါ55ရာခိုင်နှုန်းကတော့ PSG ကြိုက်နေတယ်တေကြမဲ့ဘက်မှာတော့15ရာခိုင်နှုန်းရှိပြီးတော့ Arsenal အနိုင်ကို3ရာခိုင်နှုန်းရှိပါတယ်နော်ပြီးတော့ form မှုပေါ့နော် form မှုမှာတော့တို့ဒါလူပေါင်း12သိန်းဖြစ်ပါတယ်နော်ကျွန်တော်တခါမမြင်ဘူးပါဘူးအဲ့လူစိတ်ဝင်စားမှု voting အဲ့လိုပေးရဆိုရဲပမာဏကိုကျွန်တော်ဒီပွဲမှာမြင်မှုမှာဖြစ်ပါတယ်နော်ဒီပွဲ form မှုမှာတော့လူ12သိန်း
ဘိုးနေပေးထားပါတယ်လူ12သိန်းမှာ83ရာခိုင်နှုန်းက PSG ကိုကြိုက်နေပါတယ်6ရာခိုင်နှုန်းသာတေချမဲ့ဘက်မှာရှိပြီးတော့17ရာခိုင်နှုန်းကအာဆင်နယ်ဘက်မှာကြိုက်နေပါတယ်အဲ့တော့ကျွန်တော်ဒါဖုန်းမှုမှာကြည့်မယ်ဆိုရင်တော့ဒါ PSG ပြိသက်အများများနေပါတယ်နော်ပြီးတာ Asia Bookie ပေါ့တို့ဒါ Google ရဲ့ website တစ်ခုမှာကျွန်တော်ဝင်ကြည့်တာတော့ဒီပွဲက32ရာခိုင်နှုန်းတော့ PSG ကြိုက်တယ်ဒီ Asia Bookie ရောကြေးရမ်းနဲ့သူကရွေးချယ်တာဖြစ်တယ်ပေါ့နော်ကြေးရမ်းနဲ့ရွေးချယ်တဲ့နေရာမှာတော့32ရာခိုင်နှုန်း PSG ကိုကြိုက်နေတယ်အာဆင်နယ်ဘက်မှာဒါ68ရာခိုင်နှုန်းရှိနေပါတယ်နော်အဲ့လိုရှိနေပါတယ်အဲ့တော့ကျွန်တော်အချုပ်အဖြစ်ကြွရမယ်ဆိုရင်တော့ PSG ကြိုက်တဲ့ပြည်သက်ကအနေငယ်များနေပါတယ်နော် PSG ကြိုက်တဲ့အနေငယ်များနေပါတယ်ပထမဒီစအုပ်လုံးဒါ final မှာစတွေ့မယ်ဆိုတော့ပွဲတင်မှုရှိတဲ့အချိန်မှာတော့ PSG လူကြိုက်အများများနေဒါပေမဲ့အခုချိန်မှာဒါ Arsenal တွေလည်းနည်းပြန်ပြီးတော့များလာတဲ့အနေအထားတွေ့ရတယ်ပေါ့နော်ဘာလို့ဆိုတော့ကျွန်တော်တို့က Arsenal ကနောက်ဆုံးဒီ play လေးကိုလည်းအနိုင်ရရှိသွားတယ်ပေါ့နော်အရင်နေအဲ့တော့ Arsenal ရဲ့ဒီဖလားရရှိခြင်းအပေါ်မှာ Arsenal ရဲ့ဒီပျော်ရွှင်နေမှုပေါ့နော်ပျော်ရွှင်နေမှုတွေဒါနှစ်ပေါင်းများစွာဝေးကွာနေမှုကျွန်တော်နောက်ဆုံးကြည့်ခဲ့တာဆိုရင်ဒါ Arsenal ရဲ့ဒါဘိုလူပွဲက2005-2006မှာဒုတိယရခဲ့တာအဲ့ဘက်မှာကျွန်တော်ကြည့်ခဲ့တယ်ပေါ့နော်အဲ့ဘက်မှာကျွန်တော်အပိုးနဲ့ကြည့်ခဲ့တာအဲ့ဘက်မှာဆိုတာဘာစီလိုနာကို1-0နဲ့ဥဆောင်ပြီးမှတို့ရတာ2-1ဆိုတဲ့ result နဲ့ပြန်ရှုံးခဲ့တာဖြစ်တယ်အဲ့ဒီနောက်ပိုင်းမှာ Champions League ဘိုလူပွဲကိုဒါပထမဆုံးပြန်တက်လာဖြစ်တယ်အဲ့တော့ Arsenal အတွက်ကလည်းဒါတမိုင်းရောက်မှာပထမဆုံးချိန်ဘိုလူပွဲကန်မှာဖြစ်တယ်နိုင်မယ်ဆိုတာတမိုင်းသိရေးထိုးနိုင်မှာဖြစ်တယ်နော်ဥရောပဖလားဆိုတော့ဘာမှမရရှိဘူးပေါ့နော်အာဆင်နယ်ကဒါ EPL ကိုဒါ14ချိန်ရဖို့လေပေါ့နော်ဥရောပဖလားတစ်ချိန်မှရရှိထားခြင်းမရှိတဲ့အတွက်ဒီနေ့ဒုတိယအချိန်ဘိုလူပွဲတက်လာတဲ့အချိန်မှာသူတို့တွေလည်းအခွင့်အရေးလက်ကင်ဆုပ်မှာဖြစ်ပါတယ်ပြီးရင်ဒါ2018-2019မှာလည်းဒါယူရိုပါလိမှာလည်းဒါဒုတိယရခဲ့ပြီပေါ့နော်2018မှာဒါချက်စီကိုရှုံးနေရဖြစ်တယ်ပေါ့နော်အဲ့မှာအာဆင်နယ်ဒုတိယရပြီလေအဲ့တော့ဒါဒုတိယအနေနဲ့ကျင်းနေခဲ့ရတဲ့အာဆင်နယ်ပထမဆုံးဒါအဓိကဥရောပဖလားကိုပဲကျွန်တော်ဒါချန်ပီယံလိဘိုလူပွဲကိုကမ်းအောင်ဖြစ်ပါတယ်လက်တကမ်းလူရောက်ပြီး90ရာခိုင်နှုန်းပဲကျွန်တော်လိုရတော့တယ်အဲ့နေရာမျိုးမှာဒါ PSG နဲ့လွယ်နဲ့ PSG ဘက်ကကြည့်မယ်ဆိုရင်လွယ်နဲ့အနိုင်ရရှိမှာမဟုတ်ဘူးအဲ့လိုမျိုးကြီးချိန်စားလိုက်မယ်ဆိုရင်တော့ပေးထားတဲ့ level 30ကမျှတမှုရှိရလို့ပဲကျွန်တော်ပြောချင်တယ်စတွေးကစားတော့ဟာ level 40ပေါ့နော်စတယ်စီ level 45ဟာပြော့တယ်ပေါ့သိမှာတေရှုံးပေးတဲ့နဲ့ဘာညာတော့ကျွန်တော်တွေးလိုက်ပြီးဒါပေမဲ့ပြန်စဉ်းစားကြည့်တဲ့အချိန်မှာ PSG ရဲ့ခံစစ်ကအာဆင်နယ်ရဲ့ခံစစ်ပြောတာနော်အာဆင်နယ်ရဲ့ခံစစ်က PSG လွယ်နဲ့ဟိုတခြားသင်းတွေလုံးပြသလိုလုံးပြလို့ရမှာမဟုတ်ဘူးဗျာအဲ့လိုပြောရတယ်နော် Paris မြေမှာတော့မှတူကန်းကိုအသေးအံကန်ခဲ့ရဆိုတော့အခုဂျာခွင့်မှာဗျာဂျာခွင့်မှာဆိုတော့PSG လွယ်လေးဗျာကျွန်တော် Inter 5C နဲ့တွင်းခဲ့သလိုမျိုးလွယ်ကူနေမှာတော့မဟုတ်ဘူးနော်အဲ့လိုမလုပ်ချင်တိုင်းလုပ်လို့ရမယ့်ပုံစံမျိုးတော့မဟုတ်ဘူးဒါပေမဲ့လည်းကျွန်တော် PSG ကိုလည်း short မတွက်ချင်းပေါ့နော်အဲ့တော့ကျွန်တော်ဒီနေ့ပွဲရွေးချယ်မှုကကျွန်တော်အဲ့နေ့လောက်မှာကျွန်တော်ဗီဒီယိုတင်ဆက်ပေးတော့ဖြစ်ပါတယ်injury ကစားသမားကြီးကြံခဲ့တယ်ပေါ့နော် injury ကစားသမားကတော့ဒါ PSG မှာထွေထူးသိမ်းမရှိဘူးပေါ့ကိုယ်မှChevalier ဒဏ်ရနေဒါပေမဲ့လည်းဒါအရန်ကိုမှ Russia ကိုမှ Safuno ကတည်ငြိမ်တဲ့လက်စွမ်းရှိနေတဲ့အတွက် PSG ရဲ့ကိုယ်မှစိတ်ချတွေမှာပါတယ်ပေါ့နော်ပြီး injury မှာတော့ဒါ Arsenal နဲ့ပိုများနေတာပေါ့နော် Knockout ဒဏ်ရနေ Van White တင်ပါမာတူပီဒဏ်ရနေပေါ့နော်ဒါပေမဲ့လည်း Arsenal ရဲ့ဒီအရန်လူစင်းမှာဒါလူရှိပြီးသားဖြစ်ဆိုအဓိကကစားမဖြစ်တဲ့ဆိုရင် Declan Rice တို့နော်Bukayo Saka တို့Fossor တို့ရှိမယ်ပြီးတိုက်စစ်မှာ Yogurt တို့ပါမယ်နော်နောက်ပိုင်းမှာ Saliba Garvey အကုန်ပါနေဖြစ်တဲ့အတွက်ဒီပွဲကဒဏ်ရလူစင်းကအရင်ဟိုအကျိုးသက်မှုရှိမနေတဲ့ပွဲလို့ရပါတယ်လူကောင်းတယ်တင်ပါပြန်ပါလာရင်တော့ကောင်းတော့ဗောဗျာတင်ပါတယောက်ပြန်ပါလာမယ်မာလူကြီးပြန်ပါလာမယ်ဆိုတော့မစိုးလို့ရရပါတော့ဒါပေမဲ့ကျွန်တော်ဒဏ်ရအခြေအနေကဒါ software တွေကိုလည်းအရင်ယုံကြည်လို့မရသေးဘူးလက်ရှိအတွင်းမှာဘာဖြစ်နေဆိုတော့ကျွန်တော်မသိရသေးတဲ့အတွက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်လောဆယ်က level 30နဲ့ကိုကောင်ကင်းနဲ့နှုတ်80ဖြစ်ပါတယ်အဲ့တော့ brother ကိုလည်းတူရင်းတွေးလို့ရအောင်ကျွန်တော်စတဲ့ဈေးနဲ့အချက်လက်ရှူတောင်းနေကျွန်တော်ပြပြပြီးတော့ဖြစ်ပါတယ်ကျွန်တော်ရဲ့ဒီရွေးချယ်မှုတော့အနည်းကရွေးချယ်မှုကိုကျွန်တော်လာမဲ့PSG နဲ့ Arsenal ပြန်မဲ့ပွဲရဲ့နေ့လယ်မှာကျွန်တော်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျေးဇူးများတင်ပါတယ်ကျွန်တော်ဟင်းခုဘောကိုရင်းဖြစ်ပါတယ်